မင်္ဂလာပါချစ်တို့ရေကျွန်တော်တို့အညာမှာတော့မကြီးသီးလေးတွေအစ်စ်ပေါ်ပြီရှင်ဒါမနေ့ကကျွန်တော်စမ်းပြီးဝဲလာတာပေါ့နော်အစိတ်သားကိုဘယ်လောက်ပါလဲအော်1000စီဆို2500တဲ့နော်ပိတ်တလုံးဆိုလို့ရှိရင်9500နဲ့ထားပေးနိုင်တယ်တဲ့ဒါရွာတယ်ပေါ့ဗျာကျွန်တော်ကရွာတယ်လို့ခေါ်ကြတာပေါ့နော်ကျွန်တော်တို့ရဲ့မရဘူးကအနီးစုပ်တက်ဝက်ကနေပြီးတော့လာရောက်ကြတာပေါ့ရှင်ကျွန်တော်တို့ကဒီချိန်ကျရင်စဝဲပြီးတော့နိုင်တလောက်လေးတွေကျွန်တော်တဲလာပြီးတော့တစ်နှစ်စာလုံးထားတာဘာလို့ဆိုမရှိမဖြစ်နော်မကြီးရည်လေးကလည်းတောက်ပေးရတယ်အချင်းထဲမှာအချင်းနော်ရှောက်ရည်တို့တမ်းမြားရည်တို့မကြီးရည်တို့ဆိုမကြီးရည်ကိုတောက်ပေးရတယ်တဲ့မကြီးရည်ကအေးဓာတ်ဟွာကတမ်းမြားသီးတို့ပါတော့အပူအဲ့တော့ကြတော့ကျွန်တော်တို့မျိုးသမီးတွေနဲ့တဲ့တာမကြီးရည်ကလေးတွေကလေပါဇက်မှာအဖူးပေါက်တယ်လို့ဘာလို့ဆိုလို့ရှိရင်မကြီးရည်တောက်ခဲ့ရင်ပျောက်သွားတာကိုခဏပြောရတယ်ကျွန်တော်ကလေကောင်းမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်အတွက်ကောင်းမယ်ဆိုရင်ဘလို့တောက်တယ်တော့သူတို့ကလေးတွေကမလွယ်ဘူးမတောက်ကြဘူးကဲဒါမကြီးရည်အစ်စ်ကလေးဆိုတော့ကြီးလေးပေါ့ဗျာတို့ကလေတို့ချိုချင်းလေးခညံ့ရည်တောင်ထည့်ကြရမလို့ကျွန်တော်ဒီတိုင်းလေးကြိုက်တယ်ရှင်အဲ့တော့ကျွန်တော် secret တိုက်မယ်ဗျာရှင်တို့နဲ့ဒီလေးပေါင်းရင်းနဲ့တခါတလေကြတော့လေဒီလားကျွန်တော်တို့ TikTok ဆော့တဲ့ TikTok ကားလေးတွေကျွန်တော်ဘာမှတော့မဟုတ်သေးပေမဲ့ကျွန်တော်ရှင်တို့ရင်းဖွင့်မယ်နားလေခံစားနိုင်ပါသည်ရှင်ရင်းဖွင့်တာကျွန်တော်ဗာလေးဖြစ်ပြောပြချင်တာဒီလားအတုံးချတယ်ဆိုတဲ့စကားလုံးလေးရှိရဒီလားခဏလေးတော့9ကြော်ထားတာလေးသွားဆဲလိုက်အောင်ကျွန်တော်သားလေးအတွက်9ကြော်ထားတာစီရမရှိတော့ဘူးပြီးကြရောဝယ်ရတော့မယ်တန်ရင်စီမရှိတော့ဘူးအတုံးချတယ်ဆိုတဲ့ဟာမျိုးရှိရလေအော်နေခဏလေးသွားရားရည်လေးရတယ်ပါအမသွားရောဟိလောင်းချတာနဲလိုက်မဟုတ်အဲ့တော့ပြားရည်လေးနဲ့ပေါ့ဗျာရွှဲလေးဖြစ်သွားပြီပြီးကြရောအေးဒါလေးကို secret တိုက်ပါမယ်ရှင်ကျွန်တော်ကရာသီဥတုတွေကလည်းအေးလာပြီဖြစ်တော့အသက်အရွယ်ရလေကျွန်တော်စောင်းနှင်းတော့ secret မတိုက်နိုင်ဘူးတော်တော်ကြာပြီကျွန်တော် level ဒီခါတိုင်းဆိုလို့ရှိရင်မြင်းနဲ့တိုက်တာလေဒီလား3ရက်ချားတစ်ခါ9ရက်ချားတစ်ခါအဲ့ဒီကျွန်တော်ရဲ့အတွေ့အကြုံရပါတော့ပြောပြတာအတုံးချခြင်းကြတာပေါ့ဗျာတစ်လလုံးကိုတဲ့တစ်လလုံးကို10သိန်းသုံးမယ်တဲ့တရက်ချားတစ်ခါတဲ့သူတို့ရဲ့ကုန်ပစ္စည်းလေးတွေကိုတဲ့သုံးဆောင်ပြတဲ့အကြောင်းကိုတဲ့ရိုက်ပေးရမှာတဲ့10သိန်းသုံးမယ်တဲ့ကျွန်တော်အရင်ကိုရည်ကျင်တာပဲသိလားကျွန်တော်ကကြောဝါပြီးမနေပါဘူးဘယ်တော့မှလည်းကြောဝါလည်းမနေဘူးပေါ့နော်လွတ်လက်ကျွန်တော်10သိန်းပြန်ပေးမယ်လို့လွတ်လက်ဒီစောပြရစီလို့တောင်းပြောလိုက်ချင်ပါတယ်ရှင်ကျွန်တော်တို့ TikTok ဆော့တဲ့လူကိုအထင်သေးတယ်ဆိုတာတစ်ခါလေးကြာအဲ့ဒါပဲရှင်အဲ့ဒါပဲဒါပြောတယ်ဆိုလို့ရှိရင်နားလေတဲ့လူကခံစားတတ်တဲ့လူကတော့ခံစားမိမှာပေါ့နော်ကျွန်တော်တို့ TikTok ဆော့တဲ့ TikTok ဆော့တဲ့ဝါသနာရှင်တွေကငွေကြေးကိုအဓိကမထားဘူးဒါပေမဲ့တန်ဖိုးဆိုတာရှိတယ်အချိန်တိုင်းတာတစ်ခုတန်ဖိုးပေးပြီးတော့ကျွန်တော်တို့ဆော့ခဲ့ကြတာလုပ်ခဲ့ကြတာကိုကျွန်တော်တို့10သိန်းပေးမယ်တဲ့တစ်လလုံးဆော့ရမယ်တဲ့ဗျာအချစ်တို့ရေ